ကျွန်တော်မျက်မှန်တက်လိုက်တဲ့အခါမှာတငယ်ချင်းဖြစ်သူကကျွန်တော်ရဲ့မျက်မှန်ကိုကစားစရာမျက်မှန်နဲ့လဲလှယ်ထားမှန်းသိလိုက်ရပါတယ်ကျွန်တော်မျက်မှန်ကိုပြန်ယူဖို့ကြိုးစားခဲ့ပေမဲ့မေ့သွားတာတခုကကျွန်တော်စိုက်ကြည့်မိတဲ့သူတိုင်းတရက်တီတီကြောက်ရွံ့ဖြစ်သွားတာပါပဲတငယ်ချင်းကိုကာကွယ်ပေးချင်တာကြောင့်ကြောက်ရွံ့ဖြစ်သွားတဲ့သူ့ကိုပျော်စရာကြောက်ရွံ့ပြပွဲတစ်ခုအဖြစ်ဟန်ဆောင်ဖန်တီးလိုက်ပြီးမကန်ရဲဆိုတဲ့စာတန်းလေးကတ်ထားလိုက်ပါတယ်အခုတော့ကျွန်တော်ဟာမျက်လုံးတွေကိုစီးနှောင်ပြီးလမ်းလျှောက်နေရပါပြီဒါပေမဲ့လေကားထောက်အရောက်မှာအတန်းဖော်မင်းကလေး2ယောက်နဲ့ရုတ်တရက်တိုးမိပါတော့တယ်ကျွန်တော်မှရွေးချယ်စရာမရှိပဲသူတို့ကိုအတန်းနဲ့ရွှေ့ထားလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့လူတွေဟာတယောက်ပြီးတယောက်ကျွန်တော်ကြောင့်ကြောက်ရွံ့တွေဖြစ်ကုန်ကြပြီးတခန်းလုံးကြောက်ရွံ့တွေနဲ့ပြည့်နေသွားပါတယ်နောက်ဆုံးမှာတော့ကျွန်တော်အားကစားပစ္စည်းတူလောင်ယုံထဲမှာသွားပုံနေလိုက်ပါတယ်မထင်မှတ်ပဲလှည့်ကြည့်လိုက်တဲ့အခါကျွန်တော်တို့အတန်းရဲ့အလှပဆုံးကျောင်းသူလေးကိုတွေ့လိုက်ရပါတယ်သူကတော့ကျွန်တော်သူ့ကိုနှစ်သက်လို့2ယောက်တည်းရှိမဲ့အခွင့်အရေးကိုတမင်ဖန်တီးတယ်လို့ထင်နေတာပါဒါပေမဲ့ကျွန်တော်ဟာတစုံတစ်ယောက်အပေါ်စိတ်ခံစားချက်ရှိလာရင်စွမ်းအားတွေကိုမထိန်ချုပ်နိုင်တော့တာကြောင့်မျက်လုံးကိုမိတ်ပြီးသူ့ကိုအမြန်ထွက်သွားဖို့ပြောလိုက်ပါတယ်တရင်ပေါက်ဖွင့်ကြည့်လိုက်တဲ့အခါအတန်းဖော်တယောက်မျက်မှန်တက်ထားတာကိုမြင်လိုက်ရပါတယ်သူကြောက်ရွံ့မဖြစ်သွားစေဖို့အရင်ဆုံးသူဘာမှမမြင်အောင်လုပ်လိုက်ရပါတယ်မျက်မှန်ရပြီးတာနဲ့လူမရှိတဲ့နေရာကိုအမြန်သွားပြီးကျွန်တော်ရဲ့စွမ်းအားကိုသုံးကအိမ်ကအထူးမျက်မှန်နဲ့လဲလှယ်လိုက်ပါတယ်အခုမှပဲကျွန်တော်စွမ်းအားကြောင့်တခြားသူတွေဒုက္ခမရောက်တော့မှမို့စိတ်အေးသွားရပါတယ်နေရံပေါ်ကမျက်လက်ပြပွဲပိုစတာကိုမြင်တာနဲ့ပြင်းပြင်းရှိတာကြောင့်ကွင်းထဲကိုသွားကြည့်မိပါတယ်မျက်လက်ဆရာ